မြန်မာနိုင်ငံရဲ့12လရာသီများနဲ့ပျော်ရွှင်စရာထူးခြားတဲ့ယဉ်ကျေးမှုဓလေ့များမင်္ဂလာပါဗျဘာမတ်ဘာဒိုနမကပျော်ရွှင်စွာဖြင့်ကြိုဆိုပါရဗျတင်ဆက်မှုလေးတွေကိုစူးစမ်းတင်ပြနိုင်တည်ရှိနိုင်ပါရဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and subscribe လေးလုပ်ပေးဖို့ထူးမြတ်တာရက်ခံပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ရင်းချင်းဖြူလာလာတဲ့မြန်မာနိုင်ငံရဲ့ချစ်စရာမြန်မာပြက်ကလေး12လသတ်မှတ်ထားရှိမှုနဲ့လာရာဒီများလာထူးခြားတဲ့ရာဒီဥတုပန်းအသီးနှံများဖူးပွင့်ဝေစားမှုများထူးခြားတဲ့ပွဲတော်တွေကျင်းပမှုလေးတွေကိုဂုဏ်ယူစွာရှာဖွေတင်ပြလိုက်ပါတယ်ဗျာမြန်မာ12လရာဒီကျွန်တော်ရဲ့ချစ်စရာကောင်းတဲ့မြန်မာနိုင်ငံမှာမြန်မာပြက်ကလေးတည်ချရှိပါတယ်ဗျာအင်္ဂလိပ်ပြက်ကလေးလိုပဲစားလာရှိပြီးမြန်မာလတွေကတော့နှစ်တစ်အဖြစ်အင်္ဂလိပ်ပြက်ကလေးဧပြီလမှာစတင်ပြီးနောက်နှစ်မတ်လကုန်မှာနှစ်ကုန်တာပဲဖြစ်ပါတယ်မြန်မာ12လရာသီမြေတွေကိုလေ့လာကြည့်ရင်တကူလာကဆုံလာနေကြုံလာဝါစုလာဝါကောင်လာတော်တလင်းလာတင်းကျွလာတစောင်းမုံလာလက်တော်လာပြာတုံလာတဘိုးတွေလာနဲ့တပေါင်းလာတို့ပဲဖြစ်ပါတယ်ဒီမြန်မာ12လရာသီခွင်ဒီမှာရာသီလိုက်ထိမ့်မှန်ပွင့်တဲ့ပန်းတွေကိုယ်ပိုင်ရင်ကျင်းမှုနဲ့ပွဲတော်တွေအသီးသီးရှိတာကိုလည်းလေ့လာတွေ့ရှိနိုင်ပါတယ်ဒါဆိုကျွန်တော်တို့ရဲ့မြန်မာ12လရာသီတွေကိုတစ်ခုချင်းစီစိတ်ဝင်စားစရာဘာတွေရှိနိုင်လဲဆိုတာကိုအတူတူလေ့လာကြရအောင်ဗျာချစ်စရာကောင်းတဲ့ဘလို့ရာရှိနေမလဲပြောစရာဓလေ့တွေကဘာတွေလဲတကူလာကျွန်တော်တို့မြန်မာလအစားတကူလာကနေစတင်မိတ်ဆက်ကြရအောင်ဗျာအင်္ဂလိပ်ပြက်ကလေးဧပြီလထဲမှာမြန်မာရာသီစက်ဝနှစ်အစပထမလအဖြစ်တကူလာစတင်ပါတယ်ဗျာတကူလာမှာမြန်မာနှစ်တကူတကြံပွဲတော့ရေတပင်ပွဲကိုပျော်ရွှင်စွာနိုင်ငံတော်ဝန်လုံးမှာကျင်းပကြပြီးယာရီပန်းဖြစ်တဲ့ရှင်ကပ်ပန်းကန်ကိုပန်းဥဝပန်းတွေပြင်အထူးအထိမ်းမဲ့ဗရောက်ပန်းတွေလိုင်းပွင့်ပြီးနိုင်ငံတော်ဝန်ပြည်내တိုင်းနဲ့မြို့ရွာအလုံးမှာရွှေဝါရောင်လွှမ်းပြီးပန်းရည်နဲ့ထုံမွနေတာကြောင့်အလွန်ပဲပျော်ရွှင်စရာမြင်ကွင်းတွေနဲ့ပြည်နေတာကိုမြင်ကြရမှာပဲဖြစ်ပါတယ်ဗျာတကြံဆိုတဲ့ဝါရာကတော့တင်ကန်တာကိုပါဏိပါဒတင်းကြံတာကိုတက္ကတပါရာကဆင်းသက်လာတဲ့ဝါရာဖြစ်ပြီးတော့တင်ကန်တာတင်းကြံတာဟူဒီကူပြောင်းခြင်းလို့အနက်အဓိပ္ပာယ်ရပါတယ်တကူလာဆိုတာမြန်မာနှစ်တစ်နှစ်ကုန်ဆုံးခဲ့ပြီးနှစ်သက်စတင်တဲ့ကာလဖြစ်တာကြောင့်မြန်မာရိုးရာနှစ်တကူအတာတကြံပွဲတော်ကိုဆင်နွှဲကြတာပဲဖြစ်ပါတယ်မြန်မာနှစ်တကူတကြံပွဲတော်အစားတမိုင်းချောင်းကိုအသိတမိုင်းတွေဝင်ရောက်ပြီးကျွန်တော်တို့အလေသွားကြရအောင်လားဗျာမြန်မာရိုးရာတကြံပွဲတော်ကိုစတင်ကျင်းပခဲ့တဲ့ကာလတမိုင်းချောင်းကိုလိုက်ရှာရင်နောက်ဆုံးတွေ့ရှိခဲ့တာကမြန်မာတမိုင်းတွေကပကံမင်းဆက်များခေပကံထီးနှံကိုAD 1256ကနေ1289ခုကာလအတွင်းစိုးစံတွားခဲ့သူနယတိဟာပတိနန္ဒန်နဲ့ AD 1254တရုတ်ပြည်မင်းကြီးလက်ထက်မှာတကြံပွဲတော်ကိုကျင်းပခဲ့တဲ့တမိုင်းချောင်းရှိခဲ့တာကိုတွေ့ရှိရပါပြီမင်းကြီးဟာနန်းတော်နီအေယာဝတီမြစ်ကမ်းဘေးမှာကျင်းပခဲ့တဲ့မင်းခမ်းမင်းသားတင်းကြံပွဲတော်မှာမင်းကြီးနဲ့မိဖုရားများမူးကြီးမယာများကနန္ဒာရီများဖြင့်ရေဆိုးယုံပတ်ဖြန်လေးရှိတော့လေပြည်သူတွေအနေနဲ့အပြန်လန်ရွှဲဆိုနေအောင်ရေပတ်ကစားကြရမှာမင်းကြီးကမိဖုရားဖြစ်သူစောလုံးကိုရွှဲဆိုနေအောင်လူပုံအလေရီလောင်းခဲ့တာကြောင့်တော်ဝင်မိဖုရားတို့အနေနဲ့အရှက်ရစရာလို့မှတ်ယူခဲ့ပြီးနောက်မှာမင်းကြီးကိုလှုပ်ကြံတက်ဖြတ်ဖို့အထိစ조사ခဲ့တဲ့တမိုင်းကြောင်းကိုလေ့လာတွေ့ရှိခဲ့ရပါတယ်ဒီတမိုင်းကြောင်းကပဲစတင်ရေးတွက်မယ်ဆိုရင်တော့နယတိဟပတိနန်းတန်နဲ့ AD 1254ကနေယနေ့2025ခုနှစ်အထိဆိုရင်နှစ်ပေါင်း982နှစ်အထိကြာရှည်ခဲ့ပြီမဟုတ်ပါလားဗျာရေတပင်ပွဲတော်အစမြန်မာကလို့ဆိုရင်မားနိုင်စရာမရှိနိုင်ပါဘူးဗျာ
ဒီလိုချစ်စရာကောင်းတဲ့ရေတပင်ပွဲတော်ကိုနိုင်ငံအတော်များများမှာပါပျော်ဝဲရွှင်ပွဲတစ်ခုဖြစ်ကျင်းပလာခဲ့ကြပြီးတော့နိုင်ငံတကာကစိတ်ဝင်စားတဲ့ပွဲတော်လေးဖြစ်လာတာကြောင့်မူလယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့တမိုင်းကြောင်းရင်းမြစ်မပြောက်ပြတ်စေဖို့တက်ဆိုင်ရာနိုင်ငံကတာဝန်ရှိလာပါပြီ။ဒါကြောင့်မြန်မာနိုင်ငံတာထနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့မြန်မာရိုးရာနှစ်တကူတာတကြံပွဲတော်ကို UNESCO ၏လူသားမျိုးနွယ်ဆိုင်ရာဒရမတ်ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာပါဝင်နိုင်၏အတွက်ဆောင်ရွက်ခဲ့ရာမြန်မာရိုးရာနှစ်တကူတာတကြံပွဲတော်နှင့်ပတ်သက်တဲ့အဆိုပြုစာတွေကို UNESCO ဓာတ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီတို့2023ခုနှစ်မတ်လ24ရက်နေ့မှာပေးပို့တွင်ခဲ့ပါတော့တယ်။မြန်မာနိုင်ငံကတင်သွင်းခဲ့တဲ့မြန်မာရိုးရာနှစ်တကူအတာတကြံပွဲတော်အဆိုပြုစာတွေကိုကမ္ဘာ့ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာပါဝင်နိုင်ရေးနဲ့ပတ်သက်ပြီးပါရာဂွေးနိုင်ငံအာဆိုစီယိုမြို့မှာ2024ခုနှစ်ဒီဇင်ဘာ2ရက်မှာ9ရက်အထိကျင်းပခဲ့တဲ့19ကြိမ်မြောက်ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်ညီလာခံကဒီဇင်ဘာ9ရက်မှာတရားဝင်ဆုံးဖြတ်ခဲ့ပြီးယခုဆိုရင်မြန်မာနိုင်ငံမှတင်သွင်းထားတဲ့မြန်မာရိုးရာနှစ်တကူအတာတကြံပွဲတော်ဒီကမ္ဘာ့ဒရမတ်ယဉ်ကျေးမှုအမွေအနှစ်စရင်တွင်မြန်မာနိုင်ငံအနေဖြင့်ပထမဆုံးတရားဝင်ပါဝင်နိုင်ခဲ့ပြီးဖြစ်တာကိုလည်းဂုဏ်ယူစွာတင်ပြလိုက်ပါတယ်ဗျာမြန်မာနိုင်ငံမြို့တိုင်းရွာတိုင်းမှာတကြံပွဲတော်ကို4ရက်ခန့်ကျင်းပလိမ့်ရှိပြီးခေတ်ဆက်ဆက်ပူပြင်းတဲ့နေရာဒီမှာအပြန်အလှန်ရေပတ်ဖြန်းကြပြီးနှစ်ဟောင်းကမကောင်းတဲ့ကံအညံ့တွေကိုစေးကြောခြင်းအတိတ်တွေကိုလည်းစောင့်ပါသေးတယ်။တကြံပွဲတော်ကိုပျော်ရွှင်စွာဆင်နွှဲနိုင်စေဖို့နိုင်ငံတကာကခရီးတွားဧည့်သည်တွေအနေနဲ့နှစ်စဉ်ဧပြီလထဲမှာကျင်းပလိမ့်ရှိတဲ့မြန်မာနိုင်ငံကတကြံပွဲတော်ကိုလာခဲ့ဖို့ကိုလည်းဖိတ်ခေါ်ပါတယ်ဗျာ။မြမတကြံပွဲတော်မှာဘာတွေတွေ့နိုင်မလဲဘလို့လေးနဲ့ပါတယ်လဲနေရမလဲရေဆိုနေတဲ့လမ်းမတွေပေါ်မှာမြမကာလာတွေရေကစားမန်တပ်တွေမြမရိုးရာအစားအစာအမျိုးမျိုးကိုစတူဒီတာကျွေးမွေးမှုတွေအလူတန်းများနဲ့တက်ကြည်ဘိုးဘွားများဥပုပ်တီလာယူနေမှုတွေစီဝိတဒါနငါလွတ်ပွဲတွေပျော်ရွှင်နေတဲ့လူအုပ်ကြီးတွေနမိတ်ကောင်းယူပျော်ရွှင်မှုတွေနဲ့ကြုံကြိုက်ရမှာပဲဖြစ်ပါတယ်ခရီးသွားရခြင်းကိုနှစ်သက်ကြတဲ့ခရီးသွားများအနေနဲ့မြမယာဒီကွန်နေလိုက်ဖေကာလမှာပဲလာသည်ဖြစ်စေမတူညီတဲ့ခံစားမှုတွေကိုရရှိစေနိုင်မှာဖြစ်တယ်လို့ကျွန်တော်ကဘာမှပါရနာမအစီအစဉ်ဖြစ်ဂုဏ်ယူစွာဖြင့်တင်ဆက်ကန်လန်းလိုက်ရပါတယ်ဗျာကြံခဲ့တဲ့နောက်တိတ်ကာလများကတကူလာရဲ့တကြံပွဲတော်တွေကိုရမ်းမောမိတယ်လို့ပဲရောက်ရှိလာပြီးအောင်မဲ့အနာဂတ်တကြံပွဲများကိုလည်းမျှော်လင့်ရင်အားလုံးအင်းမြကြည်တာရှိကြပါစေလို့ဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ဗျာအထူးကျေးဇူးတင်ရှိပါတယ်ဗျာဆက်လက်ဆောင်ကြည့်ပေးကြပါဦးဗျာ